ဒုတိယကမ္ဘာစစ်အကြောင်းပြောရင်လူတော်တော်များများကဟစ်တလာရဲ့နာဇီတပ်တွေနဲ့ဥရောပစစ်မြေပြင်ကိုပဲပြေးမြင်တက်ကြပါတယ်။ဒါပေမဲ့ပစိဖိတ်သမုဒ္ဒရာရဲ့ကျွန်းစုတွေကြားမှာတမိုင်းစာမျက်နှာတွေကချမ်းလက်ထားခဲ့တဲ့လူသိနေပြီးထိတ်လန့်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေတာကိုတင်သိပါသလား။ဒီနေ့မှာတော့ပစိဖိတ်စစ်မျက်နှာဤလူသိနေသောလျှို့ဝှက်ချက်၈ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 Operation Cherry Blossoms at Night ဂျပန်တို့ရဲ့ဇီဝလက်နက်စီမံကိန်းဂျပန်တပ်မတော်ရဲ့လျှို့ဝှက်စစ်စင်ရေး Unit 930ဟာပလိတ်ယောဂပိုးတည်ဆောင်ထားတဲ့မွှားတွေကိုအမေရိကန်ပြည်မကြီးပေါ်ကျဲချဖို့စီစဉ်ခဲ့ပါတယ်။ဒါကိုညဦးရန်ချယ်ရီပန်းများပွင့်လန်းခြင်းလို့အမည်ပေးခဲ့ပေမဲ့အတန်ဘုံကြောင့်ဂျပန်လက်နက်မချခင်ရက်ပိုင်းလိုမှာပဲဒီစီမံကိန်းပြည့်ပြည့်သွားခဲ့ပါတယ်။နံပါတ်2 Navajo Code Talker မဖော်ထုတ်နိုင်တဲ့ကုတ်ဘာသာစကားအမေရိကန်မရိန်းတပ်သားတွေဟာဂျပန်တို့လုံးဝနားမလည်နိုင်တဲ့ Navajo လူမျိုးစုဘာသာစကားကိုကုတ်အဖြစ်သုံးခဲ့ပါတယ်။ဒါဟာစစ်ပွဲအတွင်းတစ်ချိန်မှအဖောက်မခံရတဲ့တစ်ခုတည်းသောကုတ်စနစ်ဖြစ်ခဲ့ပါတယ်။နံပါတ်3အိန္ဒိယမြန်မာနယ်စပ်တိုက်ပွဲများအာရှရဲ့ Stalingrad အိန္ဒိယနိုင်ငံကိုဟီမာနဲ့အင်ဖာတိုက်ပွဲတွေဟာဂျပန်တပ်တွေရဲ့အိန္ဒိယကျူးကျော်မှုကိုရပ်တန့်စေခဲ့တဲ့အလှည့်အပြောင်းတွေပါဒါပေမဲ့အနောက်နိုင်ငံသမိုင်းတွေမှာဒီတိုက်ပွဲတွေကိုသိပ်မဖော်ပြတတ်ကြပါဘူး။နံပါတ်4 Rwanda လက်နက်မချတဲ့စစ်သားစစ်ပွဲမပြီးဆုံးသေးတဲ့စစ်သားဂျပန်အရာရှိဟီရိုအိုနိုဒါRwandaဟာစစ်ကြီးပြီးသွားတာကိုမယုံကြည်ပဲဖိလစ်ပိုင်တောထဲမှာ29နှစ်ကြာတယောက်တည်းဆက်တိုက်ခဲ့ပါတယ်1984ခုနှစ်ကြာမှသူ့ရဲ့အထက်အရာရှိဟောင်းကိုယ်တိုင်လာပြောမှသူလက်နက်ချခဲ့တာပါနံပါတ်5 The Great Marianas Turkey Shoot ကျက်စင်ပစ်ပွဲကြီးဖိလစ်ပိုင်ပင်လယ်ပြင်တိုက်ပွဲမှာအမေရိကန်တို့ရဲ့နည်းပညာသာလုံမှုကြောင့်ဂျပန်လေယာဉ်ရာပေါင်းများစွာကိုခဏလေးတွင်ပစ်ချနိုင်ခဲ့လို့ကျက်စင်ပစ်ပွဲလို့တောင်အမည်ပြောင်းပေးခဲ့ကြပါတယ်နံပါတ်6 Fugo Balloon Bomb ကဂျပန်တို့ရဲ့မီးပုံးပြန်ပုံးများဂျပန်ဟာအမေရိကန်ကိုတိုက်ခိုက်ဖို့လေစီးကြောင်းကိုအသုံးပြုပြီးမီးပုံးပြန်ပုံးပေါင်း9000ကျော်လွှတ်တင်ခဲ့ပါတယ်။ဒါဟာသမိုင်းမှာပထမဆုံးအကြိမ်တိုက်ချင်းပစ်လက်နက်စနစ်ကိုကြိုးပမ်းမှုလည်းဖြစ်ပါတယ်။နံပါတ်9 Ghost Fleet of Truck Lagoon ရေအောက်ကတရေတစေတင်မောအုပ်စုမိုက်ခရိုနီးရှားက Truck Lagoon မှာဂျပန်ရဲ့စစ်တင်မောနဲ့လေယာဉ်အမြောက်များနစ်မြုပ်နေပြီးဒီနေ့ခေတ်မှာတော့ရေအောက်သမိုင်းပြတိုက်ကြီးလိုဖြစ်နေပါပြီ။နံပါတ်10 The Chandits in Burma မြန်မာတောနက်ထဲကချင်းတစ်များဗိုလ်ချုပ်အော်ဝင်းဂိတ်ဦးဆောင်တဲ့လေထီးတပ်သားတွေဟာဂျပန်တပ်တွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးသလိုမျိုးမြန်မာပြည်အနှံ့လျှို့ဝှက်စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ကြပါတယ်။ပစိဖိတ်စစ်ပွဲဟာကျွန်းစုတွေရဲ့အလှအပအောက်မှာကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားတွေနဲ့ပြည့်နှက်နေခဲ့တာပါ။အခုဖော်ပြခဲ့တဲ့အချက်တွေကဘယ်အချက်ကတင့်ကိုအံ့ဩစေဆုံးလဲဆိုခမန်းမှာပြောပြပေးသွားကြပါအောင်ဗျ။